ရှမ်းမြေကရှင်ရကျိုးဆိုပါတယ်ဒီနေ့ရှမ်းမြေလမ်းလျှောက်ထွက်လာတယ်ရှမ်းမြေလိုဆွေရင်မှာတစ်နှစ်မှာတစ်ခါနွေရာသီတစ်ခါပဲစားလို့ရတယ်တဘာဝအရွက်ပေါ့နော်ရှမ်းမြေခူးပြီးတော့ခူးကိုလာတာပါလမ်းလျှောက်ရင်လည်းခူးပါမယ်ဒီမှာဒီကအခေါ်ဆိုလို့ရှိရင်တော့ဟိုဓာတ်ရင်ကောက်ပင်လို့ခေါ်ပါတယ်ဒီမှာပါဒါနွေရာသီမှာတစ်ခါပဲပွင့်တယ်တစ်ခါပဲပေါက်ပါတယ်ဒါပေမဲ့ဒီအပြင်နေဆိုလို့ရှိရင်ဒါအရွက်တွေပြန်နေပါပြီဒါအရွက်တွေပြန်နေတော့ဒီလိုထိတ်ညွန်လေးတွေကိုခူးပြီးရှင်းဆက်ဆိုင်အရန်ကောင်းပါတယ်ဒါပေမဲ့အရွက်တွေပြန်နေပြီမဲ့ဒီလိုမျိုးဒီလိုအညွန့်လေးတွေကြတော့ဒါရှမ်းမြေတော့ကစွန်းရွက်ကြော်တလို့ကြော်စားပါတယ်လို့စားလို့အရန်ကောင်းပါတယ်ဒီမှာပေါက်တုတ်ကွေးလေးတွေပါဒီလိုပေါ့နော်ဒါလေးတွေလူထိတ်ညွန့်လေးတွေပဲဖြတ်ပါတယ်ရှမ်းမြေတော့ဘာလို့လဲဆိုတော့အိမ်ရောက်လို့ရှိရင်တခါတည်းရေဆေးပြီးတော့ကြော်စားပါတယ်လို့အဲ့လိုဆိုတဲ့အခါဒီမှာဒီလိုအောက်မှာဒီက तू ကအထက်ကဘလောက်ပဲအထက်ကိုကြီးသွားအောက်မှာဒီမှာလူတွေကလာလို့ရှိရင်ဖြတ်ထားကြတယ်ပေါ့နော်အဲဖြတ်ထားတဲ့အငုတ်တွေရှိတယ်ဒါတွေဆိုရင်ဒါအစ်စ်ထွက်လာတာပါဒါအစ်စ်ထွက်လာတဲ့ဟာတွေပေါ့နော်ဒီလိုအစ်စ်ထွက်လာတဲ့ဟာတွေကိုရှမ်းမြေတို့အဲ့ဒါခူးပြီးတော့လက်ဆက်ဆက်ပေါ့အဲ့ဒါကြော်စားပါတယ်လို့ဒီအရွက်ပြန်လေးကြရှမ်းမြေကဒီကွေးတွေတိတ်မကြိုက်ပါဘူးဒီကွေးထဲဒီလိုအရွက်ခပ်ပြန်လေးတွေဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေဆိုလို့ရှိရင်ထိတ်ညွန့်လေးတွေဖြတ်ပြီးတော့ဒါမျိုးလေးတွေဆိုရှင်းရှင်းစားလို့အရန်ကောင်းပါတယ်ဒီအရွက်တွေကကြီးတာအရန်မြန်တဲ့အတွက်ကြောင့်မို့လို့ဟို तू ပြီးတော့ရင့်တာလည်းမြန်တယ်လေအဲဆိုခါကြတော့ဘယ်နေရာရှိုး तू အနုလေးတွေရွယ်တယ်မှာကြီးရှမ်းမြေရှိုးပြမယ်အကုန်လုံးကဆက်နဲ့နုလေးတွေဒါပေမဲ့ရင့်တာအရန်မြန်တယ်ပေါ့နော်ဆိုတော့ရှမ်းမြေဒီထိတ်ညွန့်လေးတွေပဲဖြတ်ပါတယ်လို့ဒီမှာအများကြီးပါသူကရေလေးတွေသူကလူချောင်းနေနဲ့ပေါ့နော်လူရေဆက်ဆက်ကလေးတွေရှိတဲ့နေရာတွေမှာပေါက်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးပေါ့ဒီလိုပြန်လေးတွေကြတော့ချမ်းမြေတော့ရှင်းဆက်စားလို့အရန်ကောင်းတဲ့အတွက်ကြောင့်မို့လို့ကြော်စားရင်လည်းကောင်းတယ်အဲ့ဒါကြော်စားရင်လည်းကောင်းပါတယ်လို့ဆွီဒင်လို့ခေါ်ရင်တော့ဒါထရယ်ယွန်းလို့ခေါ်ပါတယ်ပြီးတော့သူကနောက်တစ်မျိုးရှိပါတယ်နော်အညိုမျိုးလည်းရှိပါတယ်လို့အဲ့ဒီအညိုမျိုးကြတော့စားလို့မကောင်းပါဘူးလို့ဒါရှမ်းမြေပြပါမယ်အညိုမျိုးဘူးတူတာပေါ့နော်ဒီမှာဒီကအညိုပါအယောင်မတူပါဘူးဒီမှာကြည့်ပါဒီကတော့အယိုးစိမ့်စိမ့်လေးတွေပါအဲဆိုတော့ဒီအယိုးညွညွနဲ့ဟာတွေကိုကြတော့မစားပါဘူးရှမ်းမြေတို့ကမလုပ်လဲဆိုတော့ဒီစိမ့်စိမ့်လေးတွေကိုပဲခူးပြီးတော့စားပါတယ်ဟယ်လိုခုနကရှမ်းမြေလမ်းလျှောက်သွားရင်းနဲ့ကန္နာကနေခူးလာတဲ့ဓာတ်ရင်ကအပင်လေးတွေပါအခုရှမ်းမြေဒီအပင်လေးတွေကိုကစွန်းရွက်လိုမျိုးကြော်စားပါမယ်လို့ကြက်သွန်ဖြူလေးရယ်ငရုတ်သီးစိမ်းလေးရယ်ပေါ့နော်စားနဲ့တခြားဘာမှမထည့်ပါဘူးတရားတောင်းကြရင်တော့စိတ်ကြိုက်ပါရှမ်းမြေကတော့အဲ့ဒါတွေမထည့်ပဲနဲ့ငန်းပြားရည်လေးတောင်မှလိုအပ်မှထည့်မှာပါလို့ဘာလို့လဲဆိုတော့ तू အဲ့ဒါလေးပဲထည့်ပြီးကြော်တာတော့မှဒီကြက်သွန်နဲ့ငရုတ်သီးနဲ့စားနဲ့ပဲထည့်ကြော်တာတော့စားလို့အရသာတော်တော်ရှိပါတယ်လို့အဲ့ဒါရှမ်းမြေဆွေဒင်မှာဆိုလို့ရှိရင်တစ်နှစ်မှာတစ်ခါပဲစားလို့ရပါတယ်လို့ဘာဖြစ်လဲဆိုတော့နွေရာသီမှာစပြီးတော့ तू ပေါက်ပါတယ်ပေါက်ပြီးလို့ရှိရင် तू စပေါက်ပြီးတော့တပတ်ဆိုလို့ရှိရင်အရွက်တွေအကုန်လုံးပြန်သွားရောအဲ့လိုဆိုတော့စားမရတော့ဘူးရှမ်းမြေတော့အဲ့ဒါအပင်ထွက်စာပေါ့နော်ဒီလိုကွေးလေးတွေကိုခူးလာတယ်ပေါ့နော်ဒါရှမ်းမြေရေ3ထောက်လောက်ဆွေးပြီးတော့ဒီနာဟာလေးတွေအကုန်လုံးတန်ရှင်းရလုပ်ထားတယ်ဒီအယိုးနာဟာလေးတွေပေါ့နော်အဲ့ပြီးတော့ရှမ်းမြေကတော့ဒီကရှမ်းမြေကြိုက်တာကတော့ဒီကွေးထဲဒီလိုအရွက်နည်းနည်းပြန်လေးတွေပိုကြိုက်ပါတယ်လို့ဒါဆို तू အရန်နှူးညံပါတယ်အဲ့ဆိုရှမ်းမြေကဒီကွေးလေးနဲ့ဒီအရွက်ပြန်လေးတွေနဲ့ရောပြီးတော့ရှမ်းမြေကကစွန်းရွက်လို့ကြော်စားပါမယ်ဒီတချို့အရွက်ပြန်နေတော့ရှမ်းမြေရှမ်းထားပါတယ်အဲ့ဒါကိုရှမ်းမြေရှင်းဆက်စားမှာပါလို့အခုတော့ရှမ်းမြေကြော်လိုက်ပါဦးမရှင်ကဲဦးရှမ်းမြေမှာဒါရင်ငေါရွက်ကလေးကြော်ပါတော့မယ်စီကတော့ကိုကြော်တဲ့အရွက်အနှဲများပေါ်မူတည်ပြီးထည့်ပါရှမ်းမြေကတော့ဒီမှာကြက်သွန်နီနဲ့ငရုတ်သီးစိမ်းလေးနဲ့ကြက်သွန်စီနဲ့ငရုတ်သီးစိမ်းလေးနဲ့ဘောပါသေးအရွက်ကလေးထည့်ပါမယ်
ဒီတော့ကအများကြီးပြောပါဘူးရှမ်းပြည်တစ်ခါစားပဲပြောတာပါလို့မကုတ်ကြီးလေးကိုပြောတာပေါ့နော်ဟာပါရှမ်းပြည်စားပါမှမထည့်ဘူးရှမ်းပြည်ဒီနံပြားနည်းနည်းထည့်မယ်အပေါ်အအောင်စားလေးထည့်ပါမယ်အဲ့ဒါနံပြားလေးနည်းနည်းတတိထားပါငွေကြီးထည့်ဆိုရင်မှန်ပါတယ်လို့ခုနကပဲငံပြားကြီးကငံပြားကြီးအကျဲကဟိုရင်းစစ်တယ်လေနဲ့ခါပါလို့ဆိုတော့လေခါကိုရေးပြီးပါပဲဖြစ်နေလို့ဆိုလို့ငံပြားကြီးလေးထဲတော့ချုံမုံပါကြီးပြီးတော့ဒါပေမဲ့ဒီထမုတ်ပိုင်းကြိုက်ရင်ကိုယ့်အကိုချုံမုံကြိုက်ရင်ထည့်ပါဆန်းရဒီလိုမျိုးလေးကြိုက်ပါတယ်စက်ပုံနဲ့လေးကြီးသေးလေးနဲ့အဲ့ဒီဒီလာလေးနဲ့တော့မှလည်းထွက်လိုက်ရတယ်ခါနဲ့ထွက်လို့ခါနဲ့ကြော်ရရတယ်ဒီခါနဲ့လည်းထည့်ပါဆရာကြီးခဏလေးနည်းနည်းလုံးအောင်ပြောလိုက်ပါဦးမယ်ပြီးကလေးလေးပြန်ဆက်ပါမယ်ရှင်ကဲဒီနေတာဆိုရပါပြီနော်နှုံးသွားပါပြီလို့ဆရာကြီးပကံလေးကိုထည့်ပြီးကလေးချင်းပြင်ပါမယ်ကဲဒီမှာအရာကရှိပြီးတော့စိမ့်စိမ့်လေးနဲ့စားလို့အရင်ကောက်ပါလေလို့ရှမ်းပြည်လဲဆွေးရင်ရောက်မှစားဘူးလားပါလို့ဒီမှာဒီအရွက်ကလေးလိုတော့ချမ်းရလေရှင်းချက်စားအောင်ရှမ်းထားပါလေရှင်းချက်စားအောင်ရှမ်းထားတယ်ဒီရွက်ကလေးရဲ့အရင်နုညံနဲ့ရိုးလေးတယ်ရိုးချိုးလိုက်ချမ်းပြည်ထိတ်ညုံလေးတွေပဲဖြတ်လာတယ်သူကကြာထားရင်လည်းရိုးတွေရင့်နေညံလို့လေဒါထိတ်ညုံလေးဖြတ်လာမှရိုးလေးဆက်ဆက်အရင်နုညံတာဒါကိုရှင်းချက်စားလို့လည်းအရင်ကောင်းဒါကြောင့်မလို့ရှမ်းပြည်ကအကုန်လုံးကြော်ဒါဟိုရှင်းချက်စားအောင်ရှမ်းထားတယ်။တစ်ခါစားလေးပဲကြော်တယ်ပေါ့နော်။အခုကြော်အခုချက်စားအရင်ကောင်းပါလေလို့။ကဲခုလိုရရင်တော့ကြော်စားကြည့်ကြပါရှင်။ဥရောပနေတဲ့သူတွေဆိုတော့ဒီကဒီမှာချက်ချက်ပါပါရတာလေးပေါ့။အားလုံးကိုကျေးဇူးပါ။